ငါဘဝကိုပြောပြမယ်ငါဘဝကိုကျွန်တော်ပြောပြရမယ်ဆိုရင်တော့ကျွန်တော်ကလူပြည်မှာကုသိုလ်ကောင်းမှုအများကြီးကျွန်တော်လုပ်ခဲ့တယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်အခုလိုချက်ဝိတ္တန်စာအဖြစ်နဲ့ကျွန်တော်နိုင်ရုပ်ကုစုဘဝကိုကျွန်တော်ရခဲ့တယ်ဗျာအဲ့တော့အခုကနေစပြီးကျွန်တော်ဘလို့9ရက်သားသမီးကိုကျွန်တော်ကဲတင်မလဲဆိုတာကိုဆက်ဆောက်ကြည့်လိုက်အရှိရုပ်ကစိုးနာမည်ကြီးကျွန်တော်မျိုးမအိမ်မှာအိမ်လားမရှိမဟုတ်ပါဘူးအရှိရုပ်ကစိုးနာမည်ကြီးတပည့်တော်မမျိုးမရဲ့ဒီနှစ်ခေါ်မစွန်တဲ့အပြူကြီးဘဝကနေကျွတ်လို့ပြီးတော့အခုကြောက်ရောက်မဲ့ကြံမှာရုပ်ချောချောအစင်လေးတယောက်အသားဖြူဖြူထက်လာလေးနဲ့ညံဆုံးရရှိအောင်ဆောင်မပြီးတော်မူပါရုပ်ကစိုးနာမည်ဟဲ့စကားလေးပြောရအောင် ဟောဟဲ့ဘာစကားပြောမှာမဟုတ်လေနာကဟိုမှာမဟုတ်လေမမရဲ့ဟောမမလည်းပါကြိုးအောင်မယ်နင့်သိရွယ်နဲ့ငါသိရွယ်နဲ့ဒီမှာကလေးလေးအစင်လေးကိုယူကြည့်ရသင်ရရုံတော်ဒီနမတော်ရဲ့ဘဝငါကိုယ်တိုင်စင်းတက်ပြီးကူညာမှာအပြူကြီးဘဝနဲ့ပဲစုံတက်မဲ့သာပန်နေရပဲထားလိုက်ပါတော့နောက်ထပ်ဘလို့9ရက်သားသမီးကိုလာအောင်လဲဆိုငါကိုယ်ဆက်ပြီးစောက်ကြည့်အောင်အရှင်ရေကိုစိုးနာမည်အရှင်ရေကိုစိုးနာမည်စီမှာလေလာပြီးတော့တောင်းဆိုလိုက်တဲ့သူမှလည်းများပြည့်ရလို့ကြားဖို့ပါတယ်အရှင်ရေကိုစိုးနာမည်ရဲ့အဲ့ဒါကြောင့်လေတပည့်တော်မကိုလည်းရှင်ပြီးတော့မူပါဘူးเนาะတပည့်တော်မလေဒီနေ့တကြံမှာတပည့်တော်မသူများတွေဆူတောင်းနေတယ်လေစီတွေအများဆုံးရပါသေးဆိုတဲ့ဆန္ဒလည်းဒီမှာမသိချင်ပါဘူးရှင်ကိုစိုးနာမည်ရဲ့တပည့်တော်မလည်းမရှိတော့ဘူးအဲ့တော့တပည့်တော်မစုံမလည်းခွဲကြမလို့ပါဘူးစီလည်းတန်းစီကြမလို့ပါဘူးရှင်ကိုစိုးနာမည်ရဲ့ဒါပေမဲ့ဒီနေ့တကြံမှာတော့လေတပည့်တော်မှာသိချင်တာလေးတခုတော့ရှိပါတယ်ရှင်ကိုစိုးနာမည်ရဲ့အဲ့ဒါလေးကိုဖြည့်ဆည်းပေးပါနော်အဲ့ဒါလေးကတော့လေတပည့်တော်မှာအသားချီဖြူလေးနဲ့ပြီးတော့တပည့်တော်မှာကအရက်လေးကလည်းရှိရှိလေးပေါ့ပြီးတော့ပတ်စံလည်းရှိရမယ်ရှင်ကိုကိုရီးယားမင်းသားလေးနဲ့တူရဲ့အောင်ကြီးပြောင်းနေတပည့်တော်မှာအများဆုံးဖတ်စာလေးထုံနေပြပါနော်ဒီနမတော်လေးရဲ့စုတောင်းတော့ငါကိုယ်တိုင်ဖြည့်ဆည်းပေးရမှာပေါ့ဖြည့်ဆည်းပေးရမှာပေါ့မေးပါဒင်းလို့ကျင်တာကိုရီးယားငါစောက်တာမင်းဖြစ်ပါဦးလေအမေနတ်တို့ရဲ့အချိန်ဟွာနဲ့တော့ဒင်းကဒင်းကြွေသွားနိုင်တယ်ဟေးညီမလေးဘာညီမလေးလဲဘာလဲငါလေးပြောချင်လို့လေဘာစကားပြောမှာဘာစကားမှမပြောနဲ့ကိုရီးယားလေညီမလေးဘာကိုရီးယားလဲတားရည်နဲ့ဘာကိုရီးယားလဲဟုတ်လေ